စစ်ဆုံးလေးတို့ရေဒါကတော့လက်ကော်တဲ့ရပါလက်ကော်တဲ့ကမိုးတိမ်ဒီဇိုင်းပါလက်ကော်တဲ့ကမိုးတိမ်ဒီဇိုင်းရကြတော့အယောင်တို့က3တယ်ရှိပါမယ်အယောင်လေးတစ်ထည်ပဲကျန်တော့တာပါထပ်လာဖို့ရှိပါတယ်မမေကဒါမေရပူရာကနေမှားတာပါမေရပူရာရက်ကန်းယုံတက်ရိုက်ပါလက်က3800ပါလက်လီကတော့4500ပါနော်ကာလာလိုင်းလေးတွေကိုပြပါမယ်အယောင်လေးကလည်း4ရောင်ရှိပါတယ်เนาะပစ္စည်းရောက်ထက်လာဖို့ရှိပါတယ်ထမိန်တကွင်းမှာအယောင်လေးတွေပြပါမယ်အယောင်လေးတွေရမ်းလှပါတယ်เนาะလက်ကော်တွေကလက်ကော်ကတော့ဝတ်လို့အရန်ကောင်းပါတယ်တောက်တောင်လေးလည်းရှိပါတယ်เนาะဝေးရတာကော်ပိတ်ခံစရာမလိုပါဘူးမြင်ပြပါမယ်ဒီရောင်လေးလည်းလှပါတယ်เนาะဒီရောင်လေးဆိုရင်အရန်လှပါတယ်ဒါလေးလည်းလှပါတယ်ဒါလက်ကော်ပါလက်ကော်တွေကမင်းဆိုရင်လက်ကော်အရန်ကြိုက်ပါတယ်ထမိန်တကွင်းပါ quality လေးလည်းကောင်းပါတယ်เนาะဒါလေးဆိုလည်းတအားလှပါတယ်ဒါလေးကတော့အနက်ပါဒီရောင်လေးကတော့တအားရှားပါတယ်เนาะဒီရောင်လေးကရှားပါတယ်အနက်ခံဟိုမှာ तू ကတန်မူးရောင်လေးနဲ့ပါတန်မူးရောင်ကိုကုတ်ထားတာပါမြင်ပြပါမယ်တော်တော်လေးလှပါတယ်เนาะတော်တော်လေးလှပါတယ်သူကအမိတ်ကကြတော့ဒီလိုလေးပါအမိတ်လိုင်းရရောင်လေးကိုတောင့်နေတာပါပဲအားလှပါတယ်တွင်းချီလေးလည်းပြပါမယ်เนาะတွင်းချီလေးဆိုလဲတက်ရက်ပါတယ်တွင်းချီလေးကတက်ရက်ပါတယ်ဒီလိုဒီဇိုင်းလေးပါဒီဇိုင်းလေးကလှပါတယ်နောက်ထပ်လာဖို့ရှိပါတယ်နောက်ထပ်လက်ကော်ထန်းကနေလာဖို့တွေအများကြီးရှိသေးပါတယ်နော်။ Viber ဖုန်းနံပါတ်098890902339ကိုမှာယူနိုင်ပါတယ်။အမြန်လေးလာပါနော်။